မင်္ဂလာပါ Economy History ပါ Miss မှာနှုတ်ခွန်းဆက်တာပါရယ်လူတွေပတ်စံမရှိပဲဒီကဘာကြီးပုံမှာဘလူရှင်တန်ခဲ့ကြဟုတ်ပါတယ်ပတ်စံမရှိပဲနဲ့ကျွန်တော်တို့စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ပတ်စံမရှိပဲနဲ့လေနေလို့မရဘူးပတ်စံမရှိအကုန်မလုပ်လို့ရမှာမဟုတ်ဘူးအကုန်ဒုက္ခရောက်ကုန်ပါကဲခုကြည့်နေတဲ့ခင်ဗျားမအောင်ပတ်စံရှိလားမရှိလို့လဲဝမ်းနဲ့မနေပါနဲ့ကျွန်တော်တို့တဲ့ဆိုးတဲ့ငမွဲတွေရှိခဲ့ဘူးပါတယ်ဒီလူတွေကဘယ်တော့ကလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း8000နီးပါ BC 6000လောက်ကပေါ့ဟုတ်တယ်သူတို့မှာငွေမရှိတဲ့ငမွဲလေးတွေပါကျွန်တော်ဒီဗီဒီယိုမှာအဲ့ခေတ်တုန်းကငွေမရှိဘဲနဲ့သူတို့ဘလို့ရုန်းကန်စူးစမ်းခဲ့ရတယ်ကုန်းကန်ခဲ့ရတဲ့ဟာလေးဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်ဒီလူတွေကပတ်စံမရှိဘူးဆိုပေမဲ့စာဝတ်နေရေးအတွက်တော့မပူပါဘူးဗျဘာလို့ဆိုသူတို့ကစိုက်ပျိုးမွေးမြူရေးနဲ့အမဲလိုက်တာတွေကိုသူကောင်းကောင်းလုပ်တတ်နေကြပြီအမဲလိုက်တဲ့လူကလိုက်ငါဖက်တဲ့လူကဖမ်းကြမွေးမဲ့ကောင်မွေးအပင်ဆိုင်မဲ့ကောင်ဆိုင်ပေါ့ဒါလူလုံးနဲ့လူတွေကကိုတန်ရကိုတောက်ချလောက်ကင်လာတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီအရင်းမြစ်တွေပူရှန်လာတယ်ပေါ့ပူရှန်လာတဲ့အချိန်မှာလူတွေကတယောက်ကကုံစီလဲလေကြတာဘာလို့ဒီအတိုင်းပဲလေကုံစီဘာလို့လဲဆိုတော့တယောက်လူအင်ဆန္ဒတယောက်လူဝက်ချက်တယောက်နဲ့လူဝက်ချက်ဆိုတာမတူအဲကြတော့ကုံစီတွေဓာတ်ရိုက်လဲခဲ့ကြတယ်အဲ့မှာစပြီးဈေးကွက်ဆိုပြီးစပြီးဖြစ်ပေါ်လာတာပြအဲ့ဒါကိုကျွန်တော်တို့အက်ဒန်စမစ်ကဈေးကွက်တွေကနိုင်ငံတော်တွေမပေါ်ပေါက်ခင်နေရအရင်ပေါ်ပေါက်ခဲ့တာလို့သူဆိုခဲ့တယ်ဗျဒီလိုကုံစီချင်းကျွန်တော်ဓာတ်ရိုက်လဲတဲ့စနစ်ကိုကျွန်တော်တို့ဘာတာစနစ်ဆိုပြီးခေါ်တယ်ဒီဘာတာစနစ်ဆိုတဲ့စကားလုံးကကျွန်တော်တို့15ရာစု AD 1400အလယ်ပိုင်းလောက်မှာအင်္ဂလိပ်စာပေလောကတွေကိုရောက်လာတာပါဘာတာစနစ်ဆိုတဲ့စကားလုံးကသူကပြင်သစ်စကားလုံးကနေဆင်းသက်လာတာလဲလေသည်ကုံသွေစီတို့အဓိပ္ပာယ်ရတယ်18ရာစုမှာအဒမ်စမစ်ရဲ့ The Way of Nation ဆိုတဲ့စာအုပ်ကြောင့်မလို့ကမ္ဘာစီးပွားရေးလောကမှာဒီစကားလုံးကအခိုင်အမာဖြစ်လာတာကျွန်တော်တို့စာချက်ဆရာတခုတိုးလာတဲ့ဟာပေါ့ဗျာဒီစနစ်ကခက်ခဲတွေတော့အများကြီးရှိတယ်ဗျဥမာကျွန်တော်ကအမဲလိုက်တဲ့မိုးစထားပါတော့ကျွန်တော်ကအမဲလိုက်နဲ့စိတ်တကောင်ရလာတယ်ခင်ဗျားကျတော့လေလောက်တဲ့လူပေါ့ထားပါတော့ဂျုံဆိုင်တဲ့လူထားပါတော့အဲကြတော့ကျွန်တော်မှာဂျုံလူရဲ့အတွက်ကျွန်တော်ရလာတဲ့စိတ်တကောင်နဲ့ခင်ဗျားစီမှာရှိတဲ့ဂျုံနဲ့လဲကျင်တာဒါပေမဲ့ခင်ဗျားကကျွန်တော်စီကစိတ်ကိုမလိုချင်ဘူးဒီစိတ်သားမလိုချင်ဘူးခင်ဗျားဖက်လက်ပဲလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲဒါခင်ဗျားနဲ့ကျွန်တော်နဲ့လဲလို့မရတော့အဲ့ကြကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီရွာတဲ့ရက်ွက်ထဲလာလက်ပဲရှာပြီးတော့ဖက်လက်လုပ်တဲ့လူကြီးရင်လိုက်ရှာပြီးတော့ဖက်လက်သမားနဲ့ကျွန်တော်စိတ်သားနဲ့ရင်လဲဒါတော့ဒါလဲလို့အဆင်ပြေတော့ကိစ္စမရှိဘူးဗျအဲ့ကြထားပါတော့လဲလို့ရသွားပြီပဲထားပါတော့ရသွားတဲ့အချိန်ကျမှကျွန်တော်ဖက်လက်လေးကာပြီးဂျုံလို့ကျွန်တော်ခင်ဗျားစီတစ်ခေါက်ပြန်လာပြီးတော့ဟုတ်ပြီကျွန်တော်လဲကြမယ်ဟေးဆိုလို့တဲ့အချိန်မှာခင်ဗျားအဲ့ချိန်ကျမှငါလဲလိုက်တယ်ငါစီမှာလဲရအပူဂျုံမရှိတော့ဘူးမင်းလဲနောက်တစ်ပတ်လောက်ကျမှပြန်လာခဲ့အဲ့ကြမှာငါဂျုံပြန်စုထားမယ်ဆိုပြီးတော့အဲ့ကြမှာခင်ဗျားပြန်လာခဲ့ဆိုကျွန်တော်နဲ့ကအဆင်မပြေတော့ကျွန်တော်စိတ်သားတွေကကဲလို့ပုတ်သွားတာတွေပါတွေတချို့ကုန်စီတွေကအချိန်ကြီးရှိတယ်ဗျာနောက်ပြီးတော့ခါကျတော့ဥမာအခက်ခဲတွေကတော့အမျိုးမျိုးပေါ့ဗျာနောက်ဆုံးကျွန်တော်တို့နွားနဲ့ကျုံနဲ့လဲမယ်ဆိုတော့ကျွန်တော်ဘယ်လိုခွဲကြမလဲပေါ့ဒီလိုခွဲချမ်းမှုခက်တဲ့ပြဿနာတွေအချိန်ကုန်စည်ရဲ့အချိန်အတိုင်းဒါပြဿနာတွေဒါအတယောက်နဲ့ယောက်အမောက်ပေါ့နော်ဘလောက်အမောက်နေမတူတာအမျိုးမျိုးရှိအများကြီးရှိရပေါ့နော်အဲ့လိုအခက်ခဲတွေဒီလောက်ခက်ခဲနေတဲ့ system ကိုကျွန်တော်တို့နော်ဒီဘာသာစနစ်ကြီးကိုဒီငမွဲတွေကနှစ်ပေါင်း9400ကျော်အောင်အသုံးပြုခဲ့တယ်ဗျငွေကြီးမပေါ်ဘူးနော်နှစ်ပေါင်း9400ကျော်တော့အသုံးပြုခဲ့တာဒီစနစ်ကကျွန်တော်တို့ခုငွေပေါ်လာတဲ့တက်တန်းထက်တော့သူကပိုးရှိကြသေးတယ်ဒါပေမဲ့ဒီလိုမျိုးလဲလှယ်ပြုတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မနုဿဗေဒပညာရှင်ဒေးဗစ်ဂရီဗာကကျတော့ဒါမှမဟုတ်ဘူးတဲ့ရှေးအောင်လူဖွဲ့စည်းတွေကကျတော့သူတို့ကအကျွေးစနစ်နဲ့အပြန်လည်ကူညီမှုတွေနဲ့ပဲနေခဲ့ကြတော့ဆိုတယ်ဘာသာစနစ်ဆိုတာလဲဒစိမ့်တွေကြားမှာပဲဖြစ်တတ်တယ်လို့သူကထောက်ပြခဲ့တာဗျဥပမာပြောရလို့ရှိရင်ဗျာကျွန်တော်ခုနရတဲ့စိတ်ကျွန်တော်တကောင်လုံးလဲကျွန်တော်တယောက်တည်းမကုန်ဘူးကျွန်တော်စားနိုင်တဲ့ဟာလေးစားမယ်ပြီးရင်ဘေးကရွာလင်း60မှာရှိရဲကိုလူတွေကိုခွဲဝေကျွေးမယ်အဲ့ရွာလင်း60တက်မှာဘယ်သူတွေပါလဲသမားတွေပါမယ်ငါးဖက်နှက်ကောင်တွေပါမယ်ကြက်မွေးမဲ့ကောင်တွေပါမယ်ဟုတ်တယ်မလားအဲ့ချိန်မှာသူတို့ကကြတော့လေကျွန်တော်ကဒီတိုင်းပဲပြီးခဲ့မယ်ကျွန်တော်ပိုးတဲ့ဟာသူတို့ကလည်းသူတို့ပစ္စည်းကုန်ပစ္စည်းထွက်လာမှာသူတို့ဥမာသဘောတရားကျုပ်ရလာမှာကျွန်တော်ပြန်လာပေးတာဥမာဂျုံဆိုင်ကင်းကနေဂျုံရလာမှာဂျုံရိတ်လို့ရလာမှာဂျုံကျွန်တော်ပြန်လာပေးတာဒီလိုနဲ့တယောက်နဲ့ဟိုလိုတောင်းဝင်ယူပြီးတော့လဲခဲ့တယ်ဆိုပြီးတော့သူကဆိုခဲ့တာဗျဒီဘာသာစနစ်ဆိုတာလေဒစိမ့်နေချားမှာပဲဖြစ်ပေါ်တယ်လို့ပဲဒါသူထောက်ပြခဲ့တယ်ပေါ့ဖြစ်ဘာသာစနစ်မှာလည်းအားသာချက်တွေတော့ရှိရဲ့ဗျပတ်စံမပါတော့ငွေကြီးစက်ကူမပါတော့သူကငွေကြီးဖောင်းမှုဟိုတော့ကြောက်စရာမလိုတော့ဘူး
ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဟိုတလောတော့စီဒီပြက်တုံးလက်တုံးလေးတန်းစီရတဲ့အချိန်တုန်းကနိုင်ငံခြားငွေလိုအပ်ချက်မဖြစ်အောင်လို့ဆိုပြီးတော့ဟိုကုန်စီချင်းတိုင်းရဲ့လဲဖို့တောင်ပြောခဲ့ကြသေးတယ်လေအဲ့တော့ခုခေတ်မှာလည်းဒီဘာတာစနစ်ကရှိသေးတယ်ဗျလုပ်ငန်းကြီးတွေမှာဟိုလိုဝန်ဆောင်မှုချင်းဖလှယ်တာတို့သူတို့အခုကုန်ပစ္စည်းချင်းတိုင်းရဲ့ဖလှယ်တာအခုခေတ်ရှိသေးတယ်ဗျဥပမာအနေနဲ့ကျွန်တော်တို့1980ပြည့်နှစ်လောက်ပေါ့နော်အဲ့လောက်တုန်းကပစီယာကိုကာကိုလာနဲ့အပြိုင်ညာသူကဒီဆိုဗီယက်ယူနီယံဈေးကွက်ကိုသူကလိုချင်တော့ပစီနဲ့မဟုတ်ကိုကာကိုလာနဲ့အပြိုင်ပစီယာဆိုဗီယက်ယူနီယံကိုသူ့ရဲ့အချိုကြီးရောင်းတာပေါ့ရောင်းတဲ့အချိန်မှာအဲ့မှာဘာဖြစ်လဲဆိုဆိုတော့ဟိုပတ်စံနဲ့မဟုတ်ဘူးဗျပစီယာဆိုဗီယက်ကိုအချိုကြီးပြီးဟိုမှာကဆိုဗီယက်ကဘာပြန်ပေးလဲဆိုတော့သူတို့ရဲ့တော့ iconic item ဖြစ်တဲ့သိရမလားဖော်ကအရက်တွေပြန်ပေးတယ်အဲ့ကြတော့အချွေနဲ့အရက်နဲ့လဲတာပေါ့ဗျာဒါကလည်းသူကဒီကိုကာကိုလာဈေးကွက်မရောက်ခင်သူကအရင်ဥကောင်ရောင်းစူးစားပြီးရောင်းတာပေါ့ဆိုဗီယက်ကိုတကယ်လေဒါဆိုဗီယက်မှာဒီပစီကရောင်းရတယ်ဗျသူပေါက်သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့တော့ကျတော့ကျွန်တော်တို့ဒီဆိုဗီယက်ကတုံးတဲ့ငွေကြေးရူဘယ်ကနိုင်ငံတကာငွေကြေးမဟုတ်ဘူးနောက်ပြီးတော့စပီကာသားဆိုတော့ဒေါ်လာလည်းမရှိဘူးလေအဲ့ကြတော့ဒါအရက်နဲ့အချွေနဲ့လဲသွားတာဖြစ်တော့ပေါ့နောက်ပိုင်း1989ခုနှစ်လောက်မှာကျတော့ဒီဆိုဗီယက်မှာဗျသူကဒီအချွေကိုနောက်တစ်ဆက်လို့ကျင်တယ်သူသေးကွက်မလောက်တော့အဲ့ဒီမှာသူပိုးလို့ချင်းတယ်ပေါက်လဲပေါက်သွားပြီတော့ပိုးလို့ချင်းတော့သူကဟိုအရက်ပဲမကတော့ဘူးဗျာဆိုနောက်ထပ်ဒီပြည်တွင်းကအရက်တွေနဲ့လည်းမလောက်တော့ပိုလဲလူချင်းတော့ခါကျတော့ဘာရင်နဲ့လောက်ခဲ့လဲဆိုတော့စစ်သင်းမိုးတွေနဲ့သူနောက်ဆုံးစစ်သင်းမိုးတွေနဲ့ပါဒီအချိုးရင်းနဲ့လဲတာဗျဒါလုံးဝနော်အချိုးရင်းနဲ့အရက်နဲ့လဲတာတွေမကပဲနဲ့ဒီအချိုးရင်းနဲ့စစ်သင်းမိုးရင်းနဲ့ပါလဲတဲ့ဒီဖြစ်လာတာအဲ့မှာဟိုစစ်သင်းမော18စီးပေါ့ဖြတ်သင်းမောကင်းလဲလီ free kick 3စီးပေါ့နော်တီးရတဲ့လောက်ကတော့အဲ့လိုမျိုးလဲတော့လဲတယ်လဲရနော်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဒီပစီအချိုးကုမ္ပဏီကြီးကဘာရေတဲ့အင်အားမှာသူကနံပါတ်6နေရာတော့သွားပါတယ်အချိုးကုမ္ပဏီကလုံးဝစစ်တဲ့အင်အားတွေတော့ဖြစ်လာနော်တော့မလောက်နဲ့ဒါကကျွန်တော်တို့ဒါအကြီးမားဆုံးဘတ်တာစနစ်မှာပေါ့နော်ဘာတာစနစ်မှာအကြီးမားဆုံး trade တဲ့ဟာတစ်ခုပေါ့ဗျာဒီဟာနောက်တစ်ခုကသူကဒီပစီဆိုတာလဲကျွန်တော်အရင်ရှင်နိုင်ငံပေါ့ဒါအဲ့တော့စစ်ကာလာပေါ့နော်ဒီအရင်ရှင်နိုင်ငံကုန်ပစ္စည်းတစ်ခုအဲ့ပစ္စည်းတစ်ခုကကွန်မြူနတီနိုင်ငံတစ်ခုကိုတွားပြီးတော့ရောင်းလိုက်နိုင်တဲ့ဟာလဲတော့လဲဒါစီးပွားရေးကဒါသမိုင်းမှာအောင်မြင်မှုတစ်ခုတစ်မျိုးပဲပေါ့နော်ဒီဘာတာစနစ်နဲ့ဖြစ်သွားတာပေါ့တကယ်ကောင်းတယ်အချူရင်နဲ့စစ်သင်းမိုးရင်လဲရလို့ဒါဘာတာစနစ်နော်ဘယ်လောက်ဒီအဲ့လောက်ဒီဟိုလောက်ခဲ့တာနောက်ထပ်ကျွန်တော်အနီးဆက်ဆုံးတခုဥပမာပြောအောင်မယ်ဟိုကျွန်တော်တို့ခင်ဗျားတို့ဗျာဖုံးပေးဝယ်တယ်သိရမလားဖုံးပေးဝယ်တဲ့အချိန်မှာကျွန်တော်တို့ point လေးတွေပြန်ပေးလေဒီရဲ့ point လေးတွေပြန်ပေးတယ်အဲ့ point လေးဥပမာထားပါတော့ operator တခုကဒီ point နဲ့သူ့ရဲ့မိတ်ဖက်လုပ်ငန်းတွေကုမ္ပဏီတွေထားပါတော့ဥပမာအနေနဲ့ပြောရင်ကျွန်တော်ဖုံးပေးဝယ်လိုက်တယ်ရတဲ့ review လေးစုထားမယ်စုထားပြီးအဲ့မှာအဲ့ဒါနဲ့ထောက်မှ 1kg လို့စိုင်းနေဗျာဟိုထားပါတော့ကျွန်တော်ကြေးဥဝယ်တောင်းမယ်ဝယ်တောင်းမယ်ဆိုလို့ရှိရင်သူကဟိုကျွန်တော် point နဲ့မှီရဆိုလို့ရှိရင်သူတက်မှတ်တဲ့ဟာနဲ့မှီရဆိုရင်ကြေးဥရမယ်ဒါမှမဟုတ်လေလျှော်စည်းရမယ်ပေါ့နော်အဲ့လိုပုံစံတွေရလဲသူကဘာတာစနစ်ရဲ့ဒါပုံစံတစ်ခုပဲဗျဒါဒီလိုမျိုးဝန်ဆောင်မှုကိုလဲတာပေါ့နော်အဲ့လိုမျိုးလုပ်တဲ့ဟာကိုကျွန်တော်အမေရိကန်နဲ့ဩစတြေးလျမှာကြတော့ခုလိုမျိုး point နဲ့လဲတာဝန်ဆောင်မှုချင်းလဲတာပတ်စံတော့မပါဘူးလေသိရမလားဒီလိုမျိုး point နဲ့ဝန်ဆောင်မှုတွေလဲတာအဲ့ဒါကိုအမေရိကန်နဲ့ဩစတြေးလျမှာကြတော့သူတို့ကဒီလိုမျိုးခုလိုမျိုးဘာတာစနစ်နဲ့ trade တာဝန်ဆောင်မှုတွေလဲတာအဲ့ဒါတွေအားလုံးကိုသူတို့ကအခွန်ကောက်တယ်ဗျဟိုလက်ရှိဈေးကွက်ပေါက်သေးပုံမှာမူတည်ပြီးအဲ့ဒီအကျိုးမြတ်ကိုသူတို့အခွန်ကောက်တယ်ဗျကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတော့ဒီဥစ္စာတော့နည်းနည်းတော့အားနေသေးတာပေါ့ဗျာအဲ့ကြတော့ကျွန်တော်နောက်ကြလို့ရှိရင်ပေါ့ဒီဘာတာစနစ်ကိုပဲအသုံးပြုပြီးတော့ဒီလုပ်ငန်းရှင်တွေကုမ္ပဏီကြီးတွေကအခွန်ဆောင်တာတွေဒါတွေကိုဒီစနစ်ကိုအသုံးပြုပြီးစီးပွားရေးလက်နက်အဖြစ်အသုံးချတာတွေအားတွေကိုကျွန်တော်တင်ဆက်ပေးပါအောင်မယ်ဗျအားဒါကြောင့်မို့လဲကျွန်တော်ရဲ့ channel ဖြစ်တဲ့ Economic History Burmese ကို like and share လေးလုပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျကျွန်တော်နောက်ဗီဒီယိုမှာ episode 2မှာတော့ကျွန်တော်ဒီဘာသာစနစ်ကိုအသုံးပြုခဲ့တဲ့နှစ်ပေါင်း9400အကြာပြီးမှကျွန်တော်တို့လူသားတွေအားလုံးလက်ခံနိုင်တဲ့
ဂျာကန်ကုံစီပစ္စည်းပေါ့ community money ကိုဖြစ်ပေါ်လာတဲ့ဟာကိုလည်းကျွန်တော်ပြောပြမယ်အသေးစိတ်ပြောပြမယ်ပေါ့နော်အဲ့မဲ့ကျွန်တော်ဆလာဒီဘယ်လိုဖြစ်လာလဲဆိုတော့လစာဘယ်လိုဖြစ်လာလဲဆိုတဲ့ဟာလည်းကျွန်တော်အဲ့မှာကျွန်တော်ပြောပြပေးပါမယ်ခင်ဗျနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ